Alo Minglaba Online machine mitasuri on-site machine mitasuri alo Minglaba Piashin but I'm a calm yet Piashin Pite Piaga Day Boa Tata She must walk there a conjuting Pincent had a Piashin Pite You not on nature what of Mudopia. Amen. You not on nature what or Pia. Hallelujah. Pia shall take come yet a Pia. Did the Loma Mima Piane Yoshini de Mima passport kind had it. Do they what? No? The timing of my totally a semi moody inside near the Surao. Jono Ja T. Ni had a comma, say Tema. Totally Simacom Pimida. Lucia locale machine, no? Lopuale, Times Gale, Mata. A cacade totally pinny a chain Galabobia. Galab. So the Totuma, totally Sudan Canchateo Muso Mono, Muso Sudan Canchateo Muso Shida, Muso Shida. Kuni Mazamulu Anario, Miai, Tuyare Kama. Piao Sia me pipare me pipare me de kama pia de kin ma chaw ne da be pyo de da me lo so ba so kwe mena pha ma apartment kha pe ya ro me Aku letih apa pasal masih ada lu di tu kan, macam ni lu tu apa yang, sia di lumio makan zabu dah golo, pion ni nabo, dah le mama bau, Inglaga pia meduri sire sabo taupo mak sabo le, akong long. Lo ane dia tu dia amyaji shida bo no amyaji shida bo belo lom Pia ba pyo le so nga ta thami de ha de thap pyo pyan ne panya ne lo song shong ne de pyo pyan Nga pita pita le Nga pita pita le Paya pita pita le Dege pita pita ni ko mon maro Dege pita la Ta pita pita soကျွန်တော်စီမှာဘာလို့မရောက်တာလဲတဲ့ဖယားရဲ့ကျေးဇူးတော်ရဲ့လွတ်လပ်စွာစီးဆင်းမှုကိုပိတ်ပင်သောအရာတစ်ခုက worry ဆိုတဲ့စိုးရိမ်ပူပန်ခြင်းဖြစ်တယ်တဲ့ပြန်ပြောပြစေဖယားရဲ့ကျေးဇူးတော်ဆိုတဲ့ဖယားရဲ့မဆခြင်းကိုစီးတားသောအရာတစ်ခုကworry ပူပန်ခြင်းပူ
ပူပန်ခြင်းဖြစ်တယ်ပူပန်ခြင်းဖြစ်တယ်အော်ဆရာရဲ့ကျွန်တော်လဲဖះကိုယုံကြည်ပါတယ်ဖះမဆမယ်ဆိုတာလဲတကယ်ယုံကြည်ပြီးတော့စောင့်ခဲ့တာပဲလေဆရာမနှက်ပြန်ဆိုတော့မပေးရတော့မယ်ဘယ်မှာလဲမဆခြင်းမနှက်ပြန်ဆိုပေးရတော့မယ်ဘယ်မှာလဲမဆခြင်းဖះသခင်ကပေးမယ်ဆိုသင်ဖះရဲ့မဆခြင်းနဲ့ဖះရဲ့လက်တော်ဖះမဆခြင်းနဲ့ဖះပြုမဲ့လက်တော်ကြီးကိုသင်မျှော်တော့မျှော်လင့်နေပါတယ်ဘာနဲ့မျှော်လင့်နေလဲဆိုတော့စိုးရင်ခြင်းနဲ့မျှော်လင့်နေတာဆိုတော့ငါပေးလိုက်ပြီလေတဲ့ဘုရားသခင်ကဒါပေမဲ့ပေးထားပြီးသားရာကျွန်တော်စီဘာလို့မရောက်တာလဲဆိုတော့ grace ကို flow မဖြစ်စေတဲ့အကြောင်းအရာကဘာဖြစ်နေလဲဆိုတော့ worry ဖြစ်နေတယ်ဆိုတော့ဒီညနေမှာဘုရားသခင်သင်ကိုစကားပြောတဲ့အရာတစ်ခုကပြောနေတဲ့အရာတစ်ခုကဘာလဲဆိုတော့သင်ရဲ့စိုးရိမ်စရာရှိသမျှအရာအားလုံးကိုလွတ်ချလိုက်ဖို့ဘုရားစကားပြောတာအင်္ဂလိပ်လိုဆိုရင် you have to let it go you have to let it go okay သင်မစုပ်ကင်ထားနဲ့ let it go မစုပ်ကင်ထားနဲ့ဘယ်အရာဘယ် area မှာသင်ပူပန်မှုရှိနေလဲအဲ့ဒီ area ကိုစာတန်ကစတင်ပြီးတော့မှသင်ကို attack လုပ်တော့မှာဆရာဒေးဗစ်လာကငွေရေးကြေးနဲ့ဆိုင်တဲ့ကောင်းကြီးဘာလို့ရှိလဲသိလားငွေရေးကြေးနဲ့ဆိုင်တဲ့အရာမှာဆရာလုံးဝမစိုးရင်လို့သင်စိုးရင်တဲ့အရာဒီဘုရားသခင်ရဲ့မဆခြင်းကိုစီတာတဲ့အရာပဲဖြစ်နေတယ်။တောင်ဘုရားသခင်က तू ကတင်းအတ္တတာမှာအလုံးလုံးချင်တဲ့အတွက်ကြောင့်မစိုးရိမ်နဲ့လို့ဘုရားသခင်သူ့လက်တော်နဲ့ပြုတော်မယ်ဆိုရင်အမှုတစ်ကိုပြုတော်မယ်ဆိုရင်ဘုရားသခင်တင်းစီကတောင်းတဲ့ຢာတစ်ခုပဲရှိတယ် Don't worry and the second ကဘာလဲဆိုတော့ stand still number 1 don't worry okay ဆရာရဲ့မနှက်ပြန်ပေးရတော့မယ်ကိစ္စအတွက်ကျွန်တော်မပူရဘူးလားဆရာမပူရဘူးညီကိုမောင်မတော်မပူရဘူးတစ်ပေခန်းကြီး9ငယ်ခုနှစ်မှာပါပြောလဲအားလုံးလို့ရပူတယ်ဆိုတာကတင်ဖះမစင်းစားခိုင်းတဲ့အရာကိုစဉ်းစားလို့တင်ပူနေတာတလပြီးသွားရင်နောက်တလဘယ်လိုပေးရမလဲဆိုတော့တင်စတင်ပြီးတော့စဉ်းစားပြန်ပြီ you have to let it go 2026မှာဒီမနက်လဲဆရာပြောခဲ့တယ်2026မှာဒီမှာရှိတဲ့မိသားစုတွေအားလုံးဒီ financial နဲ့ပတ်သက်တဲ့ breakthrough ဖြစ်ရမယ်အာမင်အာမင် hallelujah အာမင်ပြီးတော့ဆရာလုံးဝကြွေးကြော်ထားတဲ့အရာတစ်ခုကဆရာရဲ့ဒီမိသားစုထဲမှာယောဂသေစေတတ်သောယောဂမကတ်ရောက်စေရဘူးအာမင်တေတတ်သောအနာမလည်းတင့်ကိုကင်းလွတ်စေမယ်လို့နှုတ်ကပတ်တော်ပြောထားပြီးသားဖြစ်တယ်အာမင်ဆိုတော့တင်တို့ကိုတတိနဲ့ကြည့်ရှုတော်မူသောကြောင့်အားလုံးဖတ်ရအောင်1 2 3တင်တို့၌စိုးရိမ်ခြင်းအမှုရှိသည်များတို့ကို
ကိုရော၌အနံ့ကြလော့ ပြန်ဖတ်ရအောင်1 2 3 သင်တို့ကိုတတိနှင့်ကြည့်ရှုတော်မူသောကြောင့်သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကိုရော၌အနံ့ကြလော့ ပြန်ဖတ်မယ်ဒီထဲမှာရောက်တဲ့ထိဖတ်မယ်သင်တို့ကို သင်တို့ကိုတတိနှင့်ကြည့်ရှုတော်မူသောကြောင့်သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကိုရော၌အနံ့ကြလော့ သင်စိုးရိမ်ခြင်းရှိပြီဆိုရင်ဖယားသခင်တင့်ကိုချစ်တယ်ဆိုတာကိုသင်စိတ်မချလို့ပဲစိုးရိမ်ခြင်းဖြစ်သွားတာဖြစ်တယ်ဖယားသခင်တင့်ကိုချစ်တယ်ဆိုတာကိုအတွင်းထဲကနေကောင်းကောင်းနားလေသဘောပေါက်နေတဲ့လူတစ်ယောက်ကဘာမှမစိုးရိမ်တော့ဆိုသင်ဘာလို့စိုးရိမ်လဲဆိုတော့သင်အထဲမှာဖယားရဲ့သင်ကိုတိတ်ချစ်တယ်ဆိုတဲ့အရာကအထဲမှာနေရယူလို့မရဘူးဖြစ်နေလို့ဖြစ်တယ်ဖယားရဲ့မေတ္တာကိုတန်တရားရှိနေတဲ့၍ဖယားရဲ့ grace cannot flow into your life grace flow in worry free zone grace flow in a worry free zone worry မရှိတဲ့နေရာမှာ grace စတင်တော့အလုပ်လုပ်လို့ရတယ်အာမင်ဒါမဲ့ဒါဆိုရင်ဒီကိစ္စကိုတို့ဒီ2026ထဲမှာတို့6လဘဲကြံတော့တယ်ဘာလို့နဲ့3လကုန်တော့မယ်နောက်6လပဲကြံတော့တယ်အဲ့ဒီ6လမှာတင်ဘလို့ပုံစံနဲ့အသက်ရှင်မှာလဲဒီတိုင်းပဲတင်အသက်ရှင်မှာလား no noတခါတလေမှာဆရာကိုကူညီတောင်းတဲ့သူတွေအားလုံးကိုငွေချင်းနဲ့ပတ်သက်ပြီးတော့ဆရာပေးဖို့ရန်အတွက်လက်အလားထုတ်ပြီးတော့မှပေးဖို့လုပ်တဲ့အချိန်ထဲမှာဘုရားသခင်ကစီးတားတယ်ဆရာဘာလို့စီးတားလဲဆိုတော့ဘုရားသခင်ကသူ့ကို level တစ်ဆင့်တင်ချင်ပြီဒီပုံစံနဲ့ပဲထပ်မသွားခိုင်းတော့အာမင်ဆိုလူကဘာဖြစ်လို့ဖျားနဲ့လွှဲချော်သွားပြီးတော့လူကိုသွားအားကိုးမိလဲဆိုတော့လူစီမှာပတ်စံချီးတာတော့ဟလာတခုခုပေါ့ကိုကြီးတောင်းတယ်တခုချင်းစီတဲ့တင် breakthrough တခုလိုအပ်နေတယ်တင်အကြောလူကိုကိုးစား၍လူကိုအမိပြုသဖြင့်ဖျားခင်ဟလာစိတ်လုံးထဲမှာဖျားခင်ထာမှာထွက်တော်သူထုတ်သူသည်ချိန်ရတော်သူဖြစ်တယ်ဗျဖျားသခင်မင်းလူတို့ငါလူအားကိုးတဲ့ဖျားကိုအားကိုးတဲ့ level ဖြစ်ဖို့ရန်အတွက်ငါတင်ပေးနေတဲ့အချိန်မှာမင်းဝင်မပါနဲ့ငါသားတခါတလေမှာဖျားသခင်ကတင့်ကိုမချစ်လို့မဟုတ်ဘူးမချစ်လို့မဟုတ်ဘူးဒါဆိုမချစ်ပါချစ်တယ်ဆိုရင်ဘာဖြစ်လို့ဖျားခင်မမဆတာလဲဖျားသခင်ရဲ့မဆတဲ့ပုံကဖျားသခင်ကတင့်ကိုတိတ်မဆရှင်တဲ့ဖျားကြီးအာမင်တိတ်မဆရှင်တဲ့ဖျားကြီးအာမင်မဆနေတဲ့ဖျားလည်းဖြစ်တယ်အာမင်မဆအောင်မဲ့ဖျားလည်းဖြစ်တယ်အာမင်ဒါပေမဲ့သင်ကိုဖျားသခင်မဆလို့မရတဲ့အရာတွေသင်အထဲမှာရှိတယ်အဲ့တော့ तू ဆွဲထုတ်ရှင်တယ်ဒါမဲ့တင်ကဆွဲထုတ်ခွင့်ပေးမှဖခင်ကဆွဲထုတ်လို့ရတာအာမင်ဖခင်ပြောထားပြီးသားတင်ကိုယုတ်တနောက်ကြည့်ရှုတာမဟုတ်ဘူးတတိနဲ့ကြည့်ရှုတယ်ဖခင်ဘယ်လိုကြည့်ရှုတာလဲတတိနဲ့ကြည့်ရှုတော့ကြောင့်တင်တို့ရဲ့စိုးရင်တဲ့အရာတွေအားလုံးကိုရောလနိုင်အနန္တဆရာယုံကြည်တယ်ဆရာယုံကြည်တယ်အခက်ခဲတွေအတီးတီးရှိကြပါလိမ့်မယ်ဒီထိုင်းနိုင်ငံမှာဒီချင်းမဲ့မှာလာနေအတီးတီးရှိကြပါလိမ့်မယ်ဒါပေမဲ့သင် worry မရှိရင်ဖခင်လက်တော်သင်စတင်မြင်ရတော့မှာအာမင်သင်စိုးရင်ချင်းမရှိတော့တာနဲ့အဲ့ဒီ area မှာဖခင်သခင်ရဲ့
grace က flow တော့မယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကစတင်တော့အလုံးလုံးတော်မှာဖြစ်တယ်အာမင်အာမင်ငါဒါမရှိရင်ဘယ်လိုလုံးမှာလဲစဉ်းစားအထက်ငါဒါတွေမရှိလဲငါမှာယေရှုရှိတယ်အာမင်ငါဒါတွေမရှိလဲငါမှာယေရှုရှိတယ်ပြောကြည့်အောင်ငါမှာယေရှုရှိတယ်အာမင်ဟိုတုန်းကလည်းဘာမှမရှိခဲ့ပါဘူးတို့ဖုန်းတွေမကင်နိုင်တော့ကလည်းအခုကဖုန်းမရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ပြောနေတဲ့အဖွဲ့တွေဟိုတော့ဖုန်းမရှိတဲ့သူတွေတဲ့အသက်ရှင်ခဲ့တာပဲအခုမှဖုန်းမရှိလို့တည်တော့မဲ့ရုပ်ဖြစ်လို့မရဘူးလေမောလားဟိုတော့ကဟိုမှာတရက်ကွက်လုံးမှာတမျိုးလုံးမှာဟိုဟလာဖုန်းရုံတရုံပဲရှိတယ်ဂျင်းနိုင်ရုံရှိတယ်အဲ့ဖုန်းဆက်ချင်းဂျင်းနိုင်ရုံသွားစားတယ်အဲ့အချိန်မှာအမှကြံတဲ့လူတွေအားလုံးဖုန်းမရှိရင်ဒုက္ခပါပဲဆိုတော့ဘယ်သူမှမပြောပါဘူးမရှိမဖြစ်ကဖုန်းမဟုတ်ဘူးမရှိမဖြစ်ကပတ်စံလည်းမဟုတ်ဘူးမရှိမဖြစ်ရယေရှုပဲအာမင်အာမင်သင်စိတ်ချစမှာဘုရားသခင်ကလေသူ့ကိုစိတ်ချရင်လေအော့ပွေရကောင်းလောက်အလုပ်လုပ်တယ်ဘုရားကျွန်တော်အလကားလျှောက်ပြောတာမဟုတ်ဘူးကျွန်တော်လည်းထိုင်းနိုင်ငံမှာစားရောက်လာတဲ့အချိန်တုန်းကအခက်ခဲတွေရင်ဆိုင်ခဲ့ပူပါတယ်ခင်ဗျရင်ဆိုင်ခဲ့ပူပါတယ်ကျွန်တော်အမေစီမှာကျွန်တော်ကပ်ပြီးတော့နေရပါတယ်ခင်ဗျကျွန်တော်အမေကလည်းကျွန်တော်ကိုအိမ်မှာတော့ခေါ်ကြွေးထားပေမဲ့ဗီဇာကိစ္စတွေပါတယ်ရှိလာတဲ့အခါမှာကျွန်တော်အမေကိုလည်းကျွန်တော်လက်ဖြတ်မတောင်းချင်တော့ဆိုကျွန်တော်ဖះကိုဆုတောင်းတယ်ကျွန်တော်ဖះကိုပဲဆုတောင်းတယ်ကျေးဇူးတော်ချီးမွမ်းတယ်ဒါပေမဲ့ထူးခြားတာတစ်ခုကဘာလဲဆိုတော့တင်လေဟိုတောင်းတီတောင်းမတောင်းနဲ့ဆိုရင်ချင်းမရှိဘူးပဲတင်တောင်းအာမင်တင်ဆုတောင်းတာတွေကနည်းနည်းမှားနေတယ်ဟိုတင်ဆုတောင်းနေတဲ့အရာကဟိုတင်လိုနေတဲ့ငွေကိုပေးဖို့ဆုတောင်းတယ်ဟိုတင်းရဲ့အခက်ခဲတွေကိုပြေလည်ဖို့ဆုတောင်းတယ်တင်းရဲ့ဟိုစားဘောဘယ်လိုခေါ်မလဲဖျားခင်တစ်ခုလှုပ်တော့ဆိုတော့တင်းဘယ်လိုခေါ်မလဲတင်းခုဖြစ်နေတဲ့အခြေအနေကြီးကိုအကြီးကျယ်ဖျားခင်ဖြည့်ရှင်းဖို့ပြဿနာကြီးကိုဖြည့်ရှင်းဖို့တင်းအကြီးကျယ်ဆုတောင်းတယ်ဆိုတော့တင်းအကြီးကျယ်ဆုတောင်းလာလေအဲ့ဒီပြဿနာပိုဆိုးလာလေပဲဘာကြောင့်လဲဆိုတော့တင်းကအထဲမှာစိုးရင်စိတ်ကြီးရှိနေလို့ဖခင်ကတခုခုအလုပ်လုပ်တော့မယ်ဆိုရင်ဖခင်ပြောတဲ့စကားရှိတယ် Do not be afraid Do not worry Do not be afraid Do not worry Do not be afraid Do not worry Do not be afraid ဒါပဲဖခင်ပြောတယ်ဆိုတော့ငါအလုပ်လုပ်ရှင်တယ်ငါ့ကိုအလုပ်လုပ်ခွင့်မပေးဘူးလားကိုတော့အလုပ်လုပ်ခွင့်ပေးတယ်လေမင်းစိုးရင်နေမှာတော့ငါဘလို့အလုပ်လုပ်လို့ရမှာလဲမင်းစိုးရင်နေမှာတော့ငါဘာအလုပ်လုပ်ရမှာလဲငါ့ကိုစီးတားတဲ့အရာစိုးရင်ချင်းငါ့ကိုအခွင့်ပေးတဲ့အရာယုံကြည်ခြင်းငါ့ကိုစီးတားတဲ့အရာကစိုးရင်ချင်းငါအလွတ်လွတ်ခွင့်ပေးတဲ့အရာပါလဲယုံကြည်ခြင်းဆိုယုံကြည်ခြင်းဆိုတဲ့စကားကိုလွယ်လေးပြောတာတော့ကောင်းပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဖခင်တကယ်အလွတ်လွတ်ချင်နေပြီဒီမိသားစုတွေထဲမှာအာမင်ဖခင်တကယ်အလွတ်လွတ်ချင်နေပြီအာမင်ဒါမဲ့သင်ကဖခင်ကိုတော့မဆပါလို့ပြောတယ်ဒါမဲ့သင်ကလက်ကိုမလုပ်ဘူးမလွတ်ချလိုက်ဘူးသင်ရဲ့အဲ့ဒီပြဿနာကြီးအကြောင်းအရာကြီးသင်မလွတ်ချလိုက်ဘူးသင်အိမ်တော်ရေးတော့ကြီးကျယ်ဆုတောင်းတယ်ဒါပေမဲ့အဲ့ဒီအိမ်တော်ကြီးကဘာမှထူးခြားလောက်ဘာလို့လဲအဲ့ဒီအိမ်တော်ရေးကသင်ကမလွတ်ချတဲ့အရာဖြစ်နေသမီးတယောက်ရှိတယ်ရှားရဲ့ဝိညာဉ်သမီးပါပဲအမေရိကမှာနေတယ်သူအမြဲတမ်းသူ့ရဲ့ယောက်ျားပြောင်းလဲဖို့
တင်းကိုသူ့ကိုပြောတယ်လွတ်ချလိုက်လို့ပြောတာကိုသူ့ကိုကွဲခိုင်းနေပဲသူထင်နေတယ်လွတ်ချလိုက်ပါလို့ပြောတာကိုတဘောမပေါက်ဘူးဒါကြောင့်ငါလူတို့ဒီပညာနည်းလို့ဆုံးရှုံးတယ်ဆိုတာအခုအိမ်တော်မှာအကြီးကျယ်ပြဿနာဖြစ်ပြီလွတ်ချလိုက်ပါဆိုတဲ့စကားတဘောမပေါက်လို့မရဘူးမင်းစောက်ကင်ထားသူဖခင်ဘလို့အလုပ်လုပ်လို့ရမှာလဲဒါကြောင့်ကိုရိုနာအနံဆိုတဲ့အရာမင်းမကင်ထားတော့နဲ့ငါဘာလုပ်ရင်ကောင်းမလဲမို့ဖခင်လှုပ်တော့မယ်ဆိုတဲ့စိတ်ချမှုနဲ့ဖခင်ဒီအမှုကင်တွယ်တော့မယ်ဆိုတဲ့စိတ်ချမှုနဲ့ you have to let it go ဖခင်လည်းအလိုက်ဘယ်ရဲ့အတင်းရဲ့ငွေကြေးကိစ္စလားဘာကိစ္စလားတင်းရဲ့ကျမ်းမာရေးကိစ္စလားတင်းရဲ့ကျမ်းမာရေးကိစ္စလားတင်းရဲ့ငွေကြေးကိစ္စလားအဲ့ဒီနေရာမှာတင်း worry ဖြစ်နေအဲ့ဒီနေရာကပဲတင်းကိုဆွဲချမဲ့အရာဖြစ်နေလိမ့်မယ် you have to let it go တင်းဘယ်အရာကိုစိုးရင်နေလဲဘယ်အရာစိုးရင်နေတဲ့အရာကတင်းကိုပြန်ဆွဲချမဲ့အရာပဲအာမင်ဆိုဖခင်ပြောတယ်အနံလိုက်တယ်အနံလိုက်ဆိုဘာလို့ရမှာလဲတင်းမကင်တွေ့ထားတော့နဲ့တင်းကင်တွေ့ဖို့မစင်စားတော့နဲ့ဒါပေမဲ့တင်းနှစ်ပေါင်းများစွာတင်းတင်ခဲ့တာဘာလို့ဆိုတော့တခုခုတင်းလုပ်ကိုလုပ်ရမယ်ဒီလောကကြီးတင်းကိုတခုခုလုပ်ခိုင်းလိမ့်မယ်ဖခင်တင်းကိုဘာတစ်ခုမှမလုပ်ခိုင်းဘူးငြိမ်ဝှစွာနေခိုင်းနေတာဒါပေမဲ့တို့ကဘာလုပ်နေလဲဘေးနာရှိတဲ့သူတွေကနင်တခုလည်းလုံလေတခုလည်းလုံလေတခုလုံနေဒေးဗစ်လာပြောစကားနားမလားဒေးဗစ်လာပြောနာမို့ဖခင်ပြောနေတာဖခင်ဘာပြောနာလဲမင်းမစိုးရင်နေတဲ့မစိုးရင်လို့ရမလားမစိုးရင်လို့ရဆက်စိုးရင်မောဖခင်လုံမယ်ဆိုစိတ်ချဂျေဇုတော်ချီးမွမ်းအာမင်ဆရာလူတယောက်ကကျွန်တော်ဆရာနဲ့ပတ်စံလိန်သွားတယ်ဆရာအဲ့ဒါကျွန်တော်ဘာလုပ်မှလဲဘာမလုပ်နဲ့ဆရာလိန်သွားပြီလေဆရာဘာလုပ်မှဟာဒီနီတော့မတော့ပတ်သက်သေးတာပဲနင်တို့အစတဲ့အလုတ်လုတ်တော့ငါ့ကိုပြောလားလို့မပြောဘူးအခုလိန်ခံထီသွားမှငါ့ကိုလာပြောတော့ငါဘာလုပ်ပေးရမှာလဲဆရာဘာလုပ်လို့မရဘူးလားဘာလုပ်လို့မရဘူးဒီလိုလေဖခင်ဘာမလုပ်ခိုင်းဘူးဆရာတို့ဘာမလုပ်ရတော့ဘူးရှုံးသွားပြီပေါ့ဆရာဒီဘောရှုံးပြီပေါ့let it go ဆရာလည်းမတရားတဲ့ကောင်လို့လုံးဆရာလည်း let it go ဘာတော့တတ်မှတ်နာလဲဒီကောင်မောင်မတို့ရဖခင်သခင်တကယ်လုပ်ရင်လေဖခင်တကယ်လုပ်ရင်တင်ဆုံးရှုံးသွားတဲ့အရာခိုးခံထိတဲ့အရာလိန်ခံထိတဲ့အရာမှန်သမျှအားလုံးကိုအစတရားပြန်ပေးနိုင်တယ်ဖေဟာအာမင်ပြန်ပေးနိုင်တယ်ဖေဟာဒါပေမဲ့တင်ကလက်ကိုမလုပ်ဘူးလေတင်မလွတ်ချဘူးဆရာကပြောလိုက်ပြီမေ့လိုက်တော့အဲ့ကြောင့်မေ့အဲ့ပြန်ရောက်တင်မမေ့နိုင်သေးဘူးမေ့ခိုင်းတဲ့သူတော့မှတိတ်မချင်နဲ့ချင်ဘူးဆရာမို့လို့မပြောရလို့တာညင်တော့ပြန်သွားတာအိမ်ပဲရောက်လဲရအောင်အဲ့ဆရာလဲतू ကဆရာတော့မပြောသူများတော့ပြောတာဆရာဒေးဗစ်လာလေတဲ့ तू လိမ့်မခါအတိုင်းတဲ့ तू ကဒီတိုင်းပဲလှစ်ချလိုက်လို့ပြောတယ်ဘယ်လှစ်ချနေမလို့ဒီလောက်ကြီးသွေးနဲ့စာနဲ့လှုပ်ထားတဲ့ကိစ္စအဲ့ဒါကြောင့်ဖြစ်တာလေဒါပဲအဖြေရတာပဲလှစ်ချဆိုလှစ်ချလိုက်လွတ်ချလိုက် yes လွတ်ချဆိုပါလဲစင်းကိုမစင်းစားနဲ့အဲ့အကြောင်း yes ကျမ်းပိုက်လေပြောရင်မတိတဲ့အဖွဲတွေမရှိဘူးအစလေးပဲစလိုက်အဆုံးထိဆွဲမဲ့အဖွဲတွေဒါမဲ့တကယ်ဖြစ်လိုက်ကျမ်းပိုက်တွေအကုန်မေ့သွားတာသူကခန်းစားချက်တွေပေါ်လာတယ်ဘလူးရုပ်တွေစပေါ်လာတယ်မင်းယုံကြည်သူဆိုရမင်းနှိမ့်ချတော့မင်းအခွင့်ကောင်းမချင်မယူနဲ့မင်းငကားမတိအောင်အမောက်ထောင်ပြမယ်ငကားတွေဖြစ်လာပြီတိုးကနေငကားတွေဖြစ်ကုန်ပြီဖယားဖြစ်စေချင်တာတိုးသူတို့အခုကငကားလို့အမောက်တွေပါထောင်တော့မဲ့အဆင့်တွေဖြစ်ကုန်ပြီ come on let go ငါ့အောင်များလာလို့ရမလားအဲ့ဒီငါ့အောင်များလာလို့ရမလားဖွဲ့ပဲလှုပ်သွားပြီလေလှုပ်ခံသွားပြီလေလှုပ်လို့ရလို့လှုပ်သွားပြီကုန်းတော့ကုန်းသွားပြီ
Homa thing lay never a salad or go down with Piantown and Mayaro, Homa. Go down with Tuma. Basalo Malelo. How's a mere pure Liza Tokumio Dosa? Hisha Liza Tong as a Sashiguji. Hisha Liza as a Babylon. Ah. Babylon shop, take a hurry, shouts in Zanale. Pure. ဖြစ်သောအရာတို့ကိုမအောင်မေ့ကြနှင့်ရှေးကာလအရာတို့ကိုပမာဏမပြုကြနှင့်မင်းဘာဖြစ်လို့ရှောက်တော့ပမာဏပြုနာလဲဘာဖြစ်လို့ပြန်ပြီးတော့မှစဉ်းစားပြီးတော့ချီးကြောက်ရည်နူးနာလဲပိုနန်းနဲ့ပိုစိတ်ဆင်းရဲရတယ်ပိုပြီးတော့မှနာကျင်ရတယ် Come on forget itသင်မနာရှိ forget about your pastနေမသိပါဘူးငါအတုံးမကြတာလေအဲ့ဒါငါအတုံးမကြလို့ဖြစ်သွားတဲ့ကိစ္စငါဆိုတာလေအတုံးကိုမကြငါတော်ပြီ Hallelujah အဲ့ဒါ lesson ထဲမှာတင်ကြေးတို့ချီးမွမ်းတဲ့ blessing လာမယ် lesson ထဲမှာကြေးတို့ချီးမွမ်းတဲ့ blessing လာမယ် lesson ထဲမှာကြေးတို့ချီးမွမ်းတဲ့ blessing လာမယ်မချာမဆိုလို့ပြန်ပြောမယ် lesson ထဲမှာကြေးတို့ချီးမွမ်းခြင်း blessing လာမယ်မရညီကိုမောင်မတို့ပြဿနာထဲမှာတင်လို့မရတခုပဲရှိတယ်ဟိုလူတိုင်းမင်းဒီလူတိုင်းမင်းဟိုလူဆူတောင်းခိုင်းဒီလူဆူတောင်းခိုင်းအဲ့ဒါတွေကတခုမှအဖြစ်မဟုတ်ဘူးအဲ့ဒီပြဿနာထဲမှာတင်ချီးမွမ်းနိုင်ပြီဆိုတာနဲ့ဘုရားသခင်ရငါသားချီးမွမ်းခြင်းတင်ယူနေပြီငါသမီးချီးမွမ်းခြင်းတင်ယူနေပြီငါဟာချီးမွမ်းတဲ့လူတွေဘုရားရဲ့လက်တော်ကငြိမ်ငြိမ်နေလို့မရတော့ဘူးစတင်ချီးမွမ်းပြီဆိုတော့ဘုရားရဲ့လက်တော်ကငြိမ်ငြိမ်နေလို့မရတော့ဘူး Hallelujah. Music အကုန်ပြန်လာစေချင်တယ် drum အကုန်ပြန်လာမယ် Hallelujah. ဘယ်နဲ့ Hallelujah. မနေ့ကအိမ်လာကမရှိဘာလုပ်မလဲချီးမွမ်းမလိုက်မလဲဘာလုပ်မလဲဘာဖြစ်လို့လဲချီးမွမ်းခြင်းကငါတို့ရဲ့လက်နဲ့ဖြစ်နေလို့လေအာမင်ဆရာလှုပ်ချင်တယ်လှုပ်ပြီးချီးမွမ်းရလားဟေးချီးမွမ်းခြင်းဘုရားနဲ့တတ်တဲ့အရာဘုရားလှုပ်ခိုင်းတဲ့အရာကချီးမွမ်းခြင်းပဲတိတ္တခန်းကြီးငါငယ်16မှာဘာပြောလဲတိတ္တခန်းကြီးငါငယ်16မှာဘာပြောလဲအရာနဲ့ဟာဘယ်အရာ၌လဲဘယ်အရာ၌လဲအရာ၌ဘယ်အရာ၌လဲအရာ၌ဟာတေဟိုကိစ္စဒီကိစ္စမှာအရာမှာမင်းတခုပဲတင်ယူချီးမွမ်းတတ်ရင်အဲ့ဒီချီးမွမ်းတဲ့နေရာမှာဘုရားလက်တော်ရဲ့စတင်လှုပ်ရှားတာမြင်တွေ့ရတယ်အာမင် Hallelujah အာမင်မတ်ဟာတို့ရဲ့စာမွေးတခုပဲရှိတယ်ချီးမွမ်းခြင်းစာမွေးယုံကြည်သူမှာစာမွေးတခုပဲရှိတယ်အဲ့ဒါချီးမွမ်းခြင်းစာမွေးHallelujah. Amen. တင်အပြည့်ကြောင့်ပဲဖြစ်ဖြစ်ဘသူအပြည့်ကြောင့်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တင်ချီးမွမ်းတဲ့ဘုရားခင်ပြောင်းပြန်လှန်ပြမဲ့ဘုရားခင်ဖြစ်တယ်။ Amen. Amen. အရာနဲ့ရှိတော့ချီးမွမ်းကြ။အကြောင်းမှာတင်တို့ဒီထိုးသောကျင့်စေခြင်းကယေရှုခရစ်နဲ့ဘုရားခင်အလိုရှိတယ်။ပြော in everything. Give thanks. In everything. Give thanks. Hallelujah. Amen. For this is the will of God in Christ Jesus concerning you. In everything, give thanks. For this is the will of God in Christ Jesus for you. In Christ Jesus for you. In Christ Jesus concerning you. Hallelujah. Amen. In everything, give thanks. တင်လို့မရတခုပဲရှိတယ်တင်ရဲ့လောက်ကဒီအကျွေးကိုငါဘယ်လိုပြန်ပေးကောင်းမလဲဒီအကျွေးကိုငါဘယ်လိုပြန်ပေးကောင်းမလဲဒီကိစ္စကိုငါဘယ်လိုဖြေရှင်းကောင်းမလဲဒီအိမ်လက်ကဘယ်လိုပေးကောင်းမလဲတင်စဉ်းစားနေမဲ့စာဟာလေလုယာဒီမှာဆရာပြောပြမယ်နားထောင်ပေးတင်စတင်ချီးမွမ်းဘုရားသခင်ဟာတင်ချီးမွမ်းမိစွာနဲ့တင်ရဲ့လုပ်ကိုတင်လုပ်တော့ကြောင်းဘုရားကသူ့အလုပ်သူလုပ်တော့မယ်အာမင် Hallelujah. Amen. ဘုရားလက်တော်မြင်ခြင်းတင်လို့မရတခုပဲရှိတယ် In everything
Give thanks. Give thanks. In everything. Everything. Give thanks. Give thanks. In everything. Everything. Give thanks. Give thanks. In everything. Everything. Give thanks. For this is the will of God. This is the will of God. All my brothers and sisters. This is the will of God. Hallelujah. We don't need to do anything. We don't need to do anything. You don't have to fight for this battle. The battle is not yours. The battle is God. Amen. Hallelujah. Amen. All we have to do is we have to give thanks to God in every circumstances. Hallelujah. Amen. Hallelujah. Hallelujah. တရားရှိမှရှိတယ်ပြဿနာခက်ခဲတဲ့အားလုံးကိုခြေဖြတ်မဲ့ရာကဖယ်ရှားမဲ့ရာကချီးမွမ်းခြင်းပဲ Amen. Shine they by me. Amen. A chain a chila in a tiny gama. Miama Bima. Losia Lomushu bed doya mamadu. Hey, Baba Losia machine deal Piaki Katade Yaga Chimo here. Amen. Dear logo, Timalobe, body shall loan it up. See, I do not chima, but she wanted a near the senso kind of mochima kind of. And not Tina Piajo, my love, the chinsoma, and our chimwana, Mahopu. Go on, a laga bearome. Chenoma of the Piama machine. Dame, Chenoya Pia. Gong when I shoot on Muriapa. Nai piakin ni boa nu bonai. Sabero mudo season shit. Chino lo shit meow. Yesu creabie. Yesu se me pillow. Yesu ro. Chimwaba. Amen. Dio the Yesu kaina mogu. Yesu apie pirare ayare alo ati ko pide sura sate jojo kainera. Amen. Amen. A year cheated. Now, on the session, my day by Arome, Pina ship like day by Arome. Hallelujah. Jump in the bike with Shimpialuya and take home. Did that Kanyinga session? Philippi Kanyiling and Sako Shimpiajira. Did that Kanyanga Sasha Babiole? Yeah, night. Jesus Rogo, Chimajalo. Todo, Tenodi, Todo. They know the Todo Jesus Chinga, Yesu Christ.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  Piakin Lucia. Piakin Lucia. Machi, a Yejida, Ayana Chiro Chimonja, a Jamwa, Tenodi, Todo Jesus Chinga, Pia Lucia Lumabio. Palo Yesu Christ night China. Pia. Era Tocha. Era Manapia, a laga Pia me Tochaga, any machine. Amen. Financial breakthrough, you may not check any machine. Amen. Ayana Jiro Shimon, Ayana Jiro Shimon, Ayana Jiro, but do not Chimwa Kanale. Yesu Christ. Yesu Mababa and the Chimwalo Meow. Babylone. Philippi Kanyiling and Sakua Babiole. I Piakin, Boa Lumona, Samero Mudo, Season, she did die. They don't know Chimago. But do Abie. Yesu Christ. That's what do, but do not Chimwanale. Yesu Christ. But do Abie Bemale. Yesu Christ. But do not Chimwamale. Yesu Abie Payaga Mazame. That's why Chimwana do Yesu not Chimwandai.
ငါယေရှုနဲ့ဘယ်လိုတော်ဆက်တာလဲယေရှုကငါရဲ့အရှင်ယေရှုကငါအပြစ်ကြွေးဆက်ခဲ့တဲ့အရှင်ယေရှုကငါရဲ့ Savior ယေရှုကငါရဲ့သခင်အဲ့ဒီယေရှုနာမတင်နဲ့ဆိုင်တယ်ကျွန်တော်နဲ့ဆိုင်တယ်ငါဘလိုက်ချင်းဝါနာမို့တော်ဆက်မှုပေါ်မှာငါချင်းဝါနေတာသင်တို့ဒီထို့သောကျင့်စေခြင်းကယေရှုခရစ်၌ဘုရားလိုတော်ရှိတယ်ဘယ်သူ၌ယေရှုခရစ်၌ဘယ်သူ၌ယေရှုခရစ်၌ဘယ်သူ၌ယေရှုခရစ်၌ယေရှုခရစ်၌ဘုရားယေရှုခရစ်၌ဘုရားခင်လိုတော်ရှိချီးမွမ်းတယ်ဆိုတာကဘာကိုချီးမွမ်းတာလဲယေရှုခရစ်အားဖြင့်ငါတို့ဟာဖခင်ရဲ့မဆာခြင်းကိုခံရမဲ့သူတွေငါရဲ့လိုအပ်မှုတွေအားလုံးဖခင်ဖြည့်ဆည်းတာယေရှု၌ငါကရှိသောကြောင့်ယေရှုအားဖြင့်ပြည့်စုံမှာဖြစ်တယ်အာမင်ဘယ်သူအားဖြင့်တင်းကိုဖခင်ကမဆာနေတာလဲယေရှုခရစ်ဘယ်သူအားဖြင့်လဲယေရှုခရစ်အားဒါဆိုတင်းကဘယ်သူ၌လဲယေရှုခရစ်၌ယေရှုနဲ့တင်ရှိနေတယ်ဖခင်မနက်ဖြန်ကိစ္စအားလုံးကိုရောကျွန်မလိုအပ်တဲ့အရာတွေအားလုံးကိုရောမဆာပြီဖြစ်လို့ယေရှုတင်တယ်ယေရှုခရစ်တော်နာမ၌မနက်ဖြန်ကိစ္စအကုန်ပြေလည်သွားပြီဖြစ်လို့ယေရှုတင်ပါတယ်ယေရှုတင်ပါတယ်အဲ့ဒါကြောင့်မဿဲအခန်းကြီး6မှာဘာပြောလဲအဘေအမှုကိုများမစိုးရင်နဲ့ဘာပြောလဲမင်းတို့စားဖို့ဝတ်ဖို့မစိုးရင်နဲ့ဘာလို့ပြောနာလဲဘာလို့ပြောနာလဲအဲ့ဒီမနက်ဖြန်နေ့မင်းကိစ္စမဟုတ်ငါကိစ္စအဲ့ဒီကြပိုက်ကဘာသူပြောနာလဲယေရှုပြောနေတာမနက်ဖြန်ကိစ္စမင်းကိစ္စမဟုတ်ငါကိစ္စမင်းကိစ္စကမနက်ဖြန်နေ့မှာကြိုရောက်နေတဲ့သူ၌မင်းတော်ဆက်တဲ့အတွက်ကြောင့်မင်းကြီးတို့ချီးမွမ်းအဲ့ဒါယေရှု၌အဲ့ဒါအာမင်မနက်ဖြန်နေ့ကိုဘာသူကြိုရောက်နေပြီလဲယေရှုအာမင်အာမင်မနက်ဖြန်နေ့ကိုကြိုရောက်နေတဲ့ယေရှုဟာမနက်ဖြန်ကနေပြီးတော့တင့်ကိုဒီနေ့ရှိနေတင့်ကိုဒီလိုပြောနေတယ်မစိုးရင်နဲ့ငါကြိုအကုန်ဖြည့်ရှင်းထားပြီးသားအဲ့တော့တင်ကမနက်ဖြန်တော့ကိုတင်ဖြည့်ရှင်းမှထင်လို့စိုးရင်နေတဲ့အခါမှာသူဖြည့်ရှင်းပြီးသားကိစ္စကိုတင်ပါဖြစ်လို့ဘယ်လိုဖြည့်ရှင်းရမလဲစဉ်းစားနေတာလဲလို့အဲ့ဒါကြောင့်ဖခင်ပြောတာ46ခုမြောက်သောစာလံငယ်30မှာ Be still and know that I'm God Be still ဆိုပါလေညင်ဝစွာနေငါကအလုံးလုံးနေပြီဆိုတာတိမဆမ်းပါလို့ပြောလိုက်တာဘယ်မှာစားလို့လဲတင်းရဲ့မရောက်သေးတဲ့မနက်ဖြန်မှာငါကြုတ်တင်တော့အလုံးလုံးထားပြီးသားငါမနေ့ကဖျားပဲမဟုတ်ဘူးငါမနက်ဖြန်ရဲ့ဖျားဖြစ်တယ်ငါမနေ့ကဖျားပဲမဟုတ်ငါမနက်ဖြန်ရဲ့ဖျားဒီမရမှာဆိုတော့ပြတ်တော့မယ်ငါမနေ့ကဖျားပဲမဟုတ်ငါမနက်ဖြန်ရဲ့ဖျားမင်းဆိုရင်လည်းမနှက်ဖြန်တော့အဲ့ဒီမနှက်ဖြန်ကိုဆိုရတာငါပဲအာမင်မင်းဆိုရင်လည်းမနှက်ဖြန်ကိုဆိုရတာငါပဲအာမင်မင်းရဲ့တိုက်ပွဲနေတာလည်းငါပဲအာမင်မင်းရဲ့တိုက်ပွဲနေတာငါပဲအာမင်မင်းရဲ့တိုက်ပွဲနေတာငါပဲမနှက်ဖြန်ကိုငါအားလုံးပြင်ဆင်ထားပြီးသားမင်းရှင်းပါလေငါကြိုတော့လို့စပွဲခင်းထားပြီးတာငါပဲအာမင်မင်းရဲ့ကောင်းစီနဲ့လူမှုရဲ့အတွက်အဲ့ဒီစီလည်းပြင်ဆင်ထားတာငါပဲအာမင်ဘယ်သူရှင်းပါလဲမင်းရဲ့ရန်သူတွေရှင်းပါမင်းလဲကြဖို့စောင့်နေတဲ့သူတွေရှင်းပါငါမင်းတို့စပွဲကိုပြင်ဆင်ထားတယ်လူတွေကတော့မင်းကိုရှုံးနေမယ်လို့ထင်တယ်ငါကတော့သူတို့ရှင်းပါမင်းကိုချီးမြှောက်ဖို့ငါကပြင်ဆင်ထားပြီးသား Why you worry about tomorrow
stop worrying about tomorrow. Piakin lapa so alolo do me. But do night pit do jang le. Yeshu na. Yeshu na so in Christ. They are but do them machine le. Hallelujah. Hallelujah. Yeshu them machine da tin tolo dan lo shi da mo Jesu do jang shi twa da. Amen. လိုက်ဆိုယုံကြည်သွားဖြင့်ယုံကြည်သွားဖြင့်ယေရှုတော်ကြောင့်ယေရှုတော်ကြောင့်ဟာလေလုယာယုံကြည်သွားဖြင့်လိုက်ဆိုယုံကြည်သွားဖြင့်ယုံကြည်သွားဖြင့်ယေရှုတော်ကြောင့်ယေရှုတော်ကြောင့်ကယ်တင်ရှင်တော်ရောက်ရ၏ကယ်တင်ရှင်တော်ရောက်ရ၏ဟာလေလုယာအာမင်ကယ်တင်တဲ့ဆိုတာမှတ်တာတင်းကိုနေရာမှန်ဘုရားခင်ပို့လိုက်တာတင်းမရှိတဲ့နေရာနဲ့ဆွဲထုတ်ပြီးရှိရမယ့်နေရာပို့လိုက်တာကဲတင်တဲ့ဆိုနေရာမှန်ကိုတင်ရောက်သွားတာတင်းဘယ်မှာရှိတာလဲ You are in Christ. Nobody can touch you. Nobody can bring you down because you are in Christ. We are in Christ. Talk to your neighbor. You are in Christ. I am in Christ. We are in Christ. Nobody can touch you. Nobody can bring you down because you are in Christ. Ngā Kristoထဲမှာရှိတဲ့အတွက်ကြောင့်ဘယ်ပြဿနာအကြောင်းမှငါစိတ်ဝင်စားဘူးပြောလိုက်ငါဘယ်ပြဿနာအကြောင်းမှစိတ်ဝင်စားငါဘယ်ပြဿနာအကြောင်းစိတ်ဝင်စားပြဿနာကခဏလာမယ်အချိန်တိုင်းပြန်ထွက်မှာပဲငါနဲ့ဘာမှမဆိုင်အောင်ပြဿနာဆိုတာခဏလာတဲခုမှာပဲतू ကအဲ့တယ်ပဲလာတဲခုရတာလာနေလို့မရလာတဲခုလို့ပဲရတယ်ခဏနေပြန်ထွက်ရမယ်วันนี้ที่อะไรยาวเด็กคนนั้นเนี่ยอย่ามาแต่ชิ้นส่วนอะไรคุยกับพยาเปลี่ยนเส้นทางไปได้วันนี้ที่อันนี้อย่ามาขนาดละเด็กคนอาชีพใดตัวเปลี่ยนทั่วตัวมั้ยที่เราอาชีพใดเปลี่ยนทั่วตัวมั้ยที่เราบ้าไม่รู้เจ้านั่นเลยที่รู้ไหมอยากอาชีพใดเปลี่ยนทั่วตัวมั้ยที่เราสอนที่เราชี้มัวมัวมั้ยNyera nya ibe shima mo naruto piyake na naya go piese tabida Hallelujah 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 Bina ma shibe bi nya ya go so bi Hallelujah Bi nya ya go so bi Nyaya mati di nyaya yang berat di nyaya yang gu mangjo naik mamal hah Teshuwa le mau teshuwa le di nyaya yang gu jo naik mamal Ha, sino sile, vale? Mau labi won. No, laga majake. We no me. Nia majake. Twala yam. Hallelujah.
ညတာရှည်တယ်မပြောနဲ့ညတာရှည်တာကတင်မချီးမွမ်းလို့ညတာရှည်နေတာတင်မချီးမွမ်းတယ်လို့ညတာရှည်နေတာမစင်စားရှင်တာရှောက်စင်စားမစင်စားတင်တာတွေရှောက်စင်စားမပူတင်တာတွေရှောက်ပူတယ်ကမှညတာကတော်တော်ရှည်နေတယ်မခတဲ့ညရန်တင့်တော့ခဏပဲဝမ်းနေချင်းညရမှာခဏပြောခဏတေခုကြုံတွေ့တဲ့ပြဿနာခက်ခဲတွေကခဏတဲ့ငွေချင်းကိစ္စခဏအဲ့ဒီငွေချင်းကိစ္စကခဏမကြခင်ပါငါစင်းရခဲ့ဘူးလားဟုတ်မဟုတ်ရဲ့လားဆိုအဲ့ဒီစင်းရချီကိုမေးရတော့တဲ့ทีအာမင်ဒီကုလက်ထဲမှာပတ်စံတရားမရှိဘူးအရေးမကြီးဘူးတင်းရဲ့အတ္တတာထဲမှာဖျားပေးထားတဲ့အကောင်းဆုံးလက်နဲ့ချင်းမွန်ချင်းရှိတယ်ပြောချင်းမွန်ချင်းနဲ့ဒီညရံကိုကြော်ဖြတ်မယ်ချင်းမွန်ချင်းနဲ့ညရံကိုကြော်ဖြတ်မယ်မသိမကြောက်ပြောရပါလားချင်းမွန်ချင်းနဲ့ညရံကိုကြော်ဖြတ်မယ်ပြောရစမ်းနနရတင်းအတွက်စောင့်ကြုံနေပြီနနရတင်းအတွက်စောင့်ကြုံနေပြီရခင်ပြည့်စုံပြီးတော့ကျမ်းမာခြင်းစောင့်ကြုံနေပြီရခင်ပြည့်စုံပြီးတော့ကျွေးဝခြင်းစောင့်ကြုံနေပြီရခင်ပြည့်စုံပြီးတော့အောင်မြင်ခြင်းစောင့်ကြုံနေပြီယုံကြည်တဲ့သူအာမင်ကျွေးအာမင်ရှင်နဲ့ကြော်ဖြတ်မယ်ရရှိတဲ့အများကြီးမလုပ်ခိုင်းဘူးမစိုးရင်နဲ့ရှင်မမစိုးရင်နဲ့ရှင်မစိုးရင်နဲ့ရှင်မယ်ရင်ခုန်နေပြီဖခင်ရဲ့လက်တော်ကြီးလှုပ်ရှားမှရင်ခုန်နေပြီအမှုတစ်တယ်တခါမှမမြင်ဘူးတဲ့အမှုတစ်တယ်ရင်ခုန်နေပြီပြောရအောင်ဘယ်နာမရှိတော့ငါရင်ခုန်နေပြီချစ်သူစရာအဖြစ်ရတော့မှငါရင်မခုန်ဘူးဘုရားခင်ပြုမဲ့မှုတစ်တော့ငါရင်ခုန်နေအာမင်မချီးမွမ်းတဲ့ဖေရတဲ့စီတာနာလားဆိုရင်ချင်းနေတဲ့အမချီးမွမ်းစေဘူးဘာဆိုရင်ရမှာလဲဖခင်လက်ထဲမှာကုန်ရှိထားပြီဒါဘာဆိုရင်ရမှာလဲတင်းရောတိတ်ချစ်တဲ့ဖခင်လက်ထဲမှာတင်ရှိနေပြီဘာလို့ဆိုရင်ရမှာလဲဟာလေလုယာဘယ်လိုချင်းနေလဲဆိုပါစေအဲ့ဒီရှင်တွေအားလုံးဘုရားလက်ထဲမှာရှိထားပြီးသားအလှပဆုံးဘုရားခင်အတင်းအတွက်လှပအောင်ပကြီကားချက်လှပဆုံးပကြီကားချက်တင်းအတွက်ဆွဲပေးနေပြီမကြခင်မှာလှပဆုံးတင်မြင်တွေ့ရတော့မယ်အာမင်ယေရှုခရစ်အားဖြင့်ဘုရားခင်ပြင်ဆင်ထားတဲ့မင်္ဂလာတွေအပြည့်ရှိတယ်ယေရှုခရစ်နဲ့ငါတို့ချီးမွမ်းမယ်ယေရှုနာမ၌ငါသည်ကျမ်းပါပြီယေရှုနာမ၌ငါသည်အောင်မြင်ပြီယေရှုနာမ၌ငါသည်ကျွေးချေပြီယေရှုနာမ၌
အမှုတင်မြင်ရပြီယေရှုနာမ၌ငါရဲ့ညရန်ကုန်ဆုံးပြီယေရှုနာမ၌နတ်နတ်တဲ့ကိုမြင်တွေ့ရပြီငါရဲ့ညရန်ကုန်ဆုံးပြီဝမ်းနဲ့ရှိတယ်ဝေးချင်းနဲ့ဆိုင်တဲ့ပြဿနာတွေအားလုံးယောဂနဲ့ဆိုင်တဲ့ပြဿနာတွေညရန်ကုန်ဆုံးပြီယေရှုနာမ၌ချိန်ညာပါ၏ယေရှုနာမနဲ့တင်စားတယ်မလားယေရှုနာမ၌စတင်ဝန်ခံရင်ယေရှုအားဖြင့်ပြည့်စုံရတဲ့ခွင့်ကိုဘုရားပြည့်စုံပေးလိမ့်မယ်ယေရှုနာမနဲ့ဝန်ခံတဲ့ຢာတွေအားလုံးဘုရားဂရုတော်ရှိတယ်ယေရှုအားဖြင့်ပြည့်စုံလိမ့်မယ်ယေရှုအားဖြင့်ပြည့်စုံတဲ့ခွင့်ကိုသင်ရရှိခြင်းယေရှု၌ဝန်ခံတော်သူတွေဖြစ်ပါစေ